အားလုံးပဲမင်္ဂလာပါရှင် M James Book Note YouTube Channel ကနေကြိုဆိုလိုက်ပါတယ်။ဆီယမမဆန္ဒရေးသားထားပြီးပါရမီစာပေကထုတ်ဝေထားတဲ့ငပုတ်တင်ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်ပြသွားမှာပဲဖြစ်ပါတယ်။နားဆင်ပေးကြပါအောင်ရှင်။ငပုတ်တင်ဘာချက်လဲ။မိတဲ့နဲ့အတူမိဖို့တဲ့သို့တောက်လျှောက်လှမ်းဝင်လာသောခြေတံကိုပါကြားရသည်။အိမ်ရှိအိမ်မှာတော့ရွှေတောင်းပင်ဖြစ်ရ။ကြည့်သူများစားချိန်တောက်ချိန်ဆိုရင်လာပြီဒီမိန်းမကြီးနောက်ပြီးဘာရင်ချက်တယ်လဲစီပနဲ့ဆက်ထည့်တယ်လဲဆက်စုအောင်မယ်စပွဲဝိုင်းလေးချကထမင်းစားတော်မီဟန်ပြင်တော်မခင်ကျော်သည်အတန်ငယ်စိတ်ညစ်သွားသည်မင်းညကလင်းတော်မောင်ကိုလှဝင်းနှင့်စကားများထားသောကြောင့်စိတ်ထဲတွင်မရွှင်လှတက်နိုင်လင်ဒီနေ့တနေ့လုံးဘသူနဲ့မှစကားဖောင်ဖွဲ့မနေပဲတူးတဲသာအေးအေးဆေးဆေးနေလိုသည်မပုတ်တင်မဲလားအခန်းပဲ့ကြွေပကံထဲဝယ်ဖြူတူတူဖြောက်တော်တော်နှင့်ငိမ့်ငိမ့်လေးလဲလျောင်းနေသောငပုတ်တဲ့နှကောင်ကိုဒေါ်ရွှေတောင်းကကုန်းကြည့်သည်ထို့နောက်နှခေါင်းကိုမတိမတာရှုံသည်ငပုတ်တဲ့များအေးကြော်ဆာဆာချက်ဆာဆာဘလို့မှစားမကောင်းပါဘူးမခင်ကျော်ကအောင့်တက်တက်ဖြစ်သွားတော့လဲမပွင့်တပွင့်တော့ထောက်ခံမိသည်ငပုတ်တင်ဆိုသည့်ငါးကစား၍ရတာမရှိလာသည်ကိုဒေါ်ရွှေတောင်းပြောမှမဟုတ်သူလဲတိတိမှတိတိနဲ့ပဲမြည်နေသေးသည်ဒါဖြင့်ဘာလို့ဖို့ဝယ်နေရတဲ့တုံးဟုတော့ဆက်မမင်းနဲ့ဒီကငကိုကလေးကပြောချင်နဲ့မို့ဒါပဲဝယ်နိုင်လို့ဒါပဲဝယ်ရတာတော်ရီတော့ငမြင့်တို့ငကျင်းတို့ငခုတို့ငကြီးတို့အနားကိုကျုပ်ကကတ်နိုင်တာမဟုတ်ဘူးဟုအထက်ဘဝကကြားအောင်ခုနှစ်တန်းကြီးဟစ်ပြီးအော်မိလိုက်မည်စားပြီးပြီလားတော်တောင်းမုန်းမဲ့တဲ့တော့မယ်အေးရဲ့ခုပဲစားခဲ့ပေါ့ဘာချက်လဲရင်သုံးဦးဆက်ငပိရေချိုလေးကိုကြက်သွန်ဖြူငရုတ်သီးစိမ်းလေးနဲ့ဖြောတညင်းသီးစားရည်စိမ်ကျွတ်လေးတို့ချင်မောင်ဟင်းလေးစမ်းပြီးတော့လေစားလို့အမြိန်သားပဲဒေါ်ရွှေတောင်းကစိတ်လိတ်တငေါ့ငေါ့ဖွာရင်မီးသွေးဖုန်နာမှဖင်တိုင်ကုန်းအပြားကြီးကြီးကိုလှမ်းဆွဲကတင်မအောက်သွင်းလိုက်သည်သူကဖြင့်ငပုတ်တင်အောင်စားနိုင်တာမှမဟုတ်ပဲနဲ့မခင်ကျော်ကစိတ်ထဲမှတွင်ရင်ငါးကြော်အမီပိုင်းလေးကိုဖဲ့စားသည်ထို့နောက်မှတတိယပြီးစားပါဦးလားဒေါ်တောင်းရဲ့ဟုလောကဝုတ်ပြုသည်တကယ်တော့မစားဘူးထမရဲ့ဟိုတခါကငပိကောင်ချက်ကလေးချက်တုံးကတကယ်ဝင်စားသွားလို့ညနေဆောင်တော့မလောက်တော့ဘူးဟုစိတ်ထဲမှာဆက်ရည်တွေးကထိတ်ကနေဖြစ်သွားသည်ဒေါ်ရွှေတောင်းကစားဟုပြောပြီးယူနေချမ်းဦးလေးလှမ်းဆွဲလိုက်မှစိတ်အေးသွားသည်ကြားပြီဗလားဒေါ်ရွှေတောင်းကယူနေချမ်းကိုတဖူးဖူးမတောက်ရင်စကားစာသည်ဒေါ်ရွှေတောင်းကိုအရက်ထဲကဒေါ်ရွှေမောင်မှုခေါ်ကြလေသည်လူတကာဤတည်င်းပေါင်းစုံအတင်းပေါင်းစုံအိမ်တကာလဲပြီးပြောတတ်သောကြောင့်ဖြစ်သည်ကိုအိမ်ကအတင်းသူများအိမ်ရောက်သည်ကိုမကြိုက်တော့လဲသူများအိမ်ကအတင်းကိုအိမ်လာပြောသည်ကိုတော့မခင်ကျော်ကကြိုက်တယ်လို့ရှိသားပင်အလုံးမပြတ်အကင်မပြတ်ရှော်ရင်ဖွင့်ရင်စားရင်တောက်ရင်တည်င်းပလင်းအစုံအတင်းဖြင့်ဖုံကိုနားထောင်ရသည်မှာအပြင်းပြေလာသည်ဒေါ်မကြီးသမီးဟိုအပြူကြီးမလေးဟိုဝတုတ်ကောင်းမလေးလားအေးပေါ်သူခန္ဓာကိုယ်ကြီးမှသူအားမနာသူအသက်မှသူမရှက်မောင်ဆန်းလွင်ကသူ့ကိုပိုးနေတယ်ဆိုပြီးရှောက်ပြောလို့လေမောင်ဆန်းလွင်ဆိုတာဟိုပိန်ပိန်တီတီရွှွှွနောက်ကလေးမဟုတ်လားသူ့ထက်အပုံကြီးငယ်မှာပေါ့အေးလေကောင်လေးကရွှွတီးရွှွနောက်နဲ့ညကအဲ့ဒီအိမ်ရှိမှသွားអော်လို့လေအမလေးဒေါ်ခင်မရဲ့ကျွန်တော်ကခမားကိုပိုးနေလို့ဆိုအမေလေးကြားရချက်နာဝမသက်တာခမားကိုပိုးမယ်အစားစိန်စားတည်မယ်ပြတဲ့ရိုက်မလွတ်ကြဘူးလားဒေါ်မကြီးသားတွေကခက်ဆိုးဆိုးရဲ့မခင်ကျော်ကထမင်းထက်ထဲသည်ဒီလိုဆိုတော့လေစိတ်ထဲတွင်မကြည်မလင်ဖြစ်နေသည်များကမပြောက်တော့လဲအတန်ငယ်ပြေသွားတဲ့အောင်ရှိသည်ဒီလိုအတင်းပြင်းတွေကိုအကျိုးမရှိသောစကားဟု၍မပြောဘဲနေကြလင်လူလောကကြီးတွင်ပြင်း၍တေဖွဲရာရှိတော်မူဟု၍ဆက်ပြီးတွေးမိလေသည်ဟိုဆက်ကော့လက်ကော့နဲ့ချောကလက်မိုးတက်မှလေးတော့ဟန်ကျသွားပြီအေးဒေါ်ရွှေတောင်းကနောက်ထပ်ခေါင်းစဉ်အသစ်တစ်ခုကိုစသည်ရင်နွေးချမ်းထက်ငယ်သည်သင်္ဘောသားတယောက်နဲ့ချိတ်မိသွားပြီလေစားမေးပွဲပြန်လာဖြစ်နေတာနှစ်လလောက်နေရင်သင်္ဘောပြန်တက်ရမှာဆိုပဲဟန်ကျပြီပေါ့တော့သူ့ရင်ကောင်လေးကိုတော့ဘယ်တော့ကကန်ထုတ်ပစ်လိုက်လည်းမသိဘူးနော်သူ့အမနှစ်ယောက်ရသွားတာကစိုင်းမနေကြရီမဟုတ်ဘူးလားယင်အေးပေါ့ဒေါ်စိန်အေးတို့များတမတ်ကိုရှာကောင်းနေဒေါ်ရွှေတောင်းကဝမ်းနဲ့ပတ်လက်ပြောသည်သူ့လက်ထဲမှာရင်နွေးချမ်းပကံလုံးကို
ဇွဲကုံပေါ်သို့ခွက်ခနဲဆောင်၍ချသည်ငါတို့အမေတွေများကြတော့လေအမျော်အမြင်နဲ့ပါလိုက်တာဒီလိုကောင်းကောင်းကန်းကန်းလေးတွေတဲကများရှာရှက်ပေးစားခဲ့တာမဟုတ်ဘူးရိုးတယ်ရိုးတယ်ဆိုတာအကောင်းဆုံးခုံပဲနဲ့အမေရှာပြီးပေးစားခဲ့တဲ့တမတ်ကြီးလေငါတော့အမေကိုတင်းချိုင်းကုန်းထဲကဆွဲထူပြီးငါစားနေရတဲ့ချင်မောင်ကြီးချင်းဟင်းကိုပြလိုက်ချင်တယ်အမေရိုးကုံကြီးကဟင်းချက်စားလို့လည်းမရပါလားလို့ပြောလိုက်ချင်တယ်မခင်ကျော်ကအမေကိုချက်ချင်းတရိယာမိသည်သူ့အမေနဲ့ဒေါ်ရွှေတောင်းအမေညီအမများတော်နေကြသလားဟုအပြောင်ပြက်ပြောချင်စိတ်ပေါ်လာသည်သူ့အမေကလည်းယောက်ျားပေါ်ပေမဲ့လင်ကောင်းရှားတယ်သမီးမောင်လာဝေလေးဟာရိုးရိုးသားသားရှိတယ်ကိုသားမယားအပေါ်မှာလည်းတသက်လုံးမဖောက်မပြနဲ့သစ္စာရှိမဲ့လူမျိုးဟုပြောခဲ့သည်သစ္စာရှိလိုက်တာမှသားမယားအပေါ်မှာလည်းသစ္စာရှိအလုပ်အပေါ်မှာလည်းသစ္စာရှိငါကလည်းဒေါ်ရွှေတောင်းပြောသလိုပြောလိုက်ချင်သည်အမေသစ္စာရှင်ကြီးကလည်းဟင်းချက်စားလို့မရပါလားလို့လေခုတလောသူတို့လေမယားနှစ်ယောက်တိတ်ပြီးအစိမ်းမကက်လာမျက်နှာချင်းဆိုင်မိသည်နှင့်ပင်တစ်ချက်ချက်ဖြစ်ကြတော့သည်မင်းညကပင်ရံဖြစ်ကြသေးသည်မခင်ကျော်ကလည်းမခင်ကျော်ပင်ဈေးစရင်အတုံးစရင်မှတ်လင်ကိုလှဝေ၏အရှိတွင်ပင်မှတ်ချင်သည်ကိုလှရေစီ90သားက18ချက်ခွဲနဲ့တနေ့ကပဲဝယ်လာတာဖင်ကပ်ပဲကျန်တော့တယ်ဘဝလျှော်ဆက်ပြက2000ကို14ချက်ခွဲရွှေဝါရီကလည်းဈေးကောင်းနေကိုလှ၏အော်သားငယ်အတွက်ဗလားစာအုပ်ဖုံးနဲ့ဆရာမိဘအတင်းကြီးကလည်းဘလောက်ပါလဲကိုလှရေမိသွေးကလည်းဝယ်ရအောင်မယ်တိလားခုမှလှကစမ်းစာပဲရှိသေးတယ်ဆန်ဝယ်ပြီးရင်ရတဲ့လကတဝက်ကိုကျိုးပြီးဘလို့လောက်ကြမလဲကိုလှရေဟုတ်ကိုလှဝေကိုတိုင်တယ်ပြောရင်ခဲထန်တိုလေးကိုတတွင်းစွတ်ကာနဲ့စရင်မှတ်တတ်သည်ကနှစ်ပေါင်းပင်တွန်ကြခဲ့ပြီဖြစ်သည်ပြင်ကလေးချမ်းပေါ်တွင်အာရမောက်အိမ်ရင်ဈေးပေါ်လိပ်ပွားနေသောလင်းတော်မောင်ကိုလှဝေကဘာမှပြန်မပြောတတ်ကိုလှရေအခေါ်နှဲလင်စက်လိတ်တို့ကိုမိတစ်ချက်ရောတစ်ချက်ဖွာကငေးနေတတ်ပြီးကိုလှရေအခေါ်များလာလင်တော့အငွေ1000တောင်ထွက်အောင်တအားဖိပြီးဖွာတက်လေသည်မင်းညကတော့သူ့ကောင်းကိုသူ့ဖွာ၍ကုံရင်ထူးထူးဆန်းဆန်းပြောသည်ငါရှိမှလာပြီးတွက်ချက်မနေစမ်းပါနဲ့ဟာတဲ့လေမခင်ကျော်ကလည်းရုံးကနေအန်လင်းအော်ဒေါသလည်းထွက်နေမှုဖះကြီးရှင်းမှမတွက်လို့ကျမကဘသူရှိသွားတွက်နေရမှာတော့ဟုခက်ဆက်ဆက်ပေါက်ပြောမိသည်ကိုလှဝေကတပြင်းတစ်ချက်ရှိုက်ကငါကလွဲလို့တွက်ချင်တဲ့သူရှိမှတွတ်ဟုပြောသည်မခင်ကျော်ကအော်သူတို့ရှိသွားတွက်ရအောင်ကိုသူတို့ကကျုပ်လင်တွေမို့လို့လားဟုခက်ကြမ်းကြမ်းပြောမိလေသည်မင်းလင်နေမဟုတ်လို့တွက်ခိုင်းတာရဲ့ကိုလှဝေကမအော်စဘူးအော်သည်အစီခန္ဓာကတ်နေပြီဖြစ်သောစိတ်လိတ်တို့ကိုတအားဖိပြီးဖွာရှိုက်နေသည်ထို့နောက်မင်းလင်မဟုတ်တော့မင်းတွက်ချက်ပြနေတဲ့စည်ရင်စရာတွေကိုအေးအေးဆေးဆေးနားထောင်နိုင်တယ်ငါလိုအနေရထိုင်ရခတ်လာမှာမဟုတ်ဘူးနောက်ပြီးတော့မင်းမဲ့ဆက်ပြောအောင်မယ်ကိုလှကြီးမကြံတတ်တော့ဘူးလားကိုလှကြီးမလုတ်တတ်တော့ဘူးလားနဲ့ငါလကတပြားမကြံမင်းကိုအပ်ထားပြီးပြီမင်းဟာမင်းဆက်ကြံမင်းဟာမင်းဆက်လို့ဒါပဲဒေါသမကြီးစကူကြီးနေသောကိုလှဝေကိုကြည့်ရင်မခင်ကျော်သည်သူ့ရင်ထဲမှလက်၍တက်လာသောစင်ပြိုင်ဒေါသများကိုအတင်းပြန်ပြီးဖိချနေသည်တနိုင်ရင်တော့ရံမဖြစ်ခြင်းထို့ကြောင့်လဲရှင်းရဲ့မဟာလခကြီးကိုသုံးမကုံမှုများထင်နေသလားဌာနခွဲစည်းကြီးရဲ့လက်ဖက်ရည်မတောက်တတ်တဲ့သစ္စာရှင်ကြီးရဲ့ဟူသောစကားကနှကန်းဝအထိပြေးတက်လာတော့လဲပါဇက်ကိုတင်းစေကပြန်ပြီးမြူချလိုက်သည်အကြောင်းရှာပြီးရံဖြစ်လိုက်စိတ်ကောက်လိုက်ပြန်ချော့လိုက်ရနှင့်ကြည်နူးခဲ့ရသောနေ့ရက်များသည်ဟိုးဝေးကြီးတွင်ကြံခဲ့ပြီးဖြစ်သည်အခုချိန်မှာမခင်ကျော်လိုချင်သည်ကတခုတည်းပင်ဖြစ်သည်ဈေးကိုပတ်စံအိတ်ဖောင်းကလေးကင်ကသွားခြင်းသည်နောက်ပြီးတော့ဆွဲခြင်းအပြည့်နှင့်ပြန်လာခြင်းသည်မခင်ကျော်ကငပုတ်တင်ကြောလေးတစ်ပိုင်းကိုထပ်စားမိပြုပြီးမှမစားတော့ပဲအသာထားလိုက်သည်ညနေကျရင်သူတို့သားဖ3ယောက်တယောက်ကိုတစ်ပိုင်းသည်စားကြပါစေတော့ငါကတော့ထမင်းကိုငမြရင်ငရုတ်သီးမုံနေပြီးစစ်တဲ့နုကိုကိုက်စားလဲပြီးတာပဲဟုတွင်ရင်တပြင်းကိုမြင့်ချသည်ဟုတ်ဘူးလားမခင်ကျော်ရဲ့ဒေါ်ရွှေတောင်းကသူ့ပောင်ကိုလှမ်းပုတ်ကလန့်သွားသည်ကိုဟာကိုအတွေးကောင်းနေသဖြင့်ဒေါ်ရွှေတောင်းတယောက်ဘာတွေဆက်ပြောနေတယ်လဲပင်မသိလိုက်မဟုတ်ဘူးလားလို့မဟုတ်တာလဲဘယ်ထဲမှာပါလဲတော့ငါလည်းမသိပါဘူးအင်းကလူကြီးရွတ်ပြဖူးတာလေအစီနဲ့ဝင်းအင်းငချင်းကိုမြိုက်လို့မြိုက်ကင်းလုံးကင်းစားချင်သမျှစားတော့ကောဆိုတာလေလေဘာဖြစ်လဲ
မခင်ကျော်ကဦးကြောင်ကြောင်မေးတော့ဒေါ်ရွှေတောင်းသည်မျက်စိကိုမေးကစိတ်လိတ်တူကိုမြင်း၍ဖွာရင်ပညာရှိပြုံးနေလေသည်ထို့နောက်မှမေးကိုစက္ကနဲငေါ့ကဒေါ်စိန်အေးရဲ့တမတ်တွေပေါ့ဟုပြောလေသည်မခင်ကျော်ကဆိုလိုရင်းကိုချက်ချင်းနားလည်ဟန်မရှိတော့ဒေါ်ရွှေတောင်းကညီးကလည်းဒုံဝိပါအေးဟုဒေါမနာပြုသည်ဒေါ်စိန်အေးရဲ့တမတ်တွေလေအစီတဝင်းဝင်းနဲ့ငကြင်းပေါက်ကြီးတွေမဟုတ်ဘူးလားချောကလက်တို့ညီအမတွေတော့စားချင်သမျှစားတော့ခေါ်ဖို့ပဲပြောတော့မယ်ဒေါ်တောင်းကလည်းမခင်ကျော်ကသဘောကျစွာရင်းမိသည်သူတို့ကအစီတဝင်းဝင်းနဲ့ငကြင်းဆိုတော့ကိုလှဝေကဘာလဲမှုတစ်ဆက်တည်းတွေးလိုက်မိသည်တကယ်ပြောတာအေးငါလဲအခုနေတာပြန်ငယ်လိုက်ရင်သပင်းကိုအကြေတွေကောက်အကြအနာအလှပြင်းပြီးငကြင်းတစ်ကောင်လောက်အမိဖမ်းလိုက်ချင်တာအခုတော့ဘာငါးကြီးမိထားလို့လဲမခင်ကျော်ကလောတကြီးမိတော့ဒေါ်ရွှေတောင်ပြုံးစီစီဖြစ်သွားသည်ထို့နောက်စပွဲဝိုင်းပေါ်မှာငပုတ်တင်ကျော်ကိုလညိုးထိုးပြသည်ငကိုဝင်ငွေကလည်းမကောင်းအကြံအဖန်ကလည်းမတက်ဆိုတော့ငါတော့ငပုတ်တင်ကြီးမိထားတယ်ချင်တာပဲချက်စားတော့လဲဖွဲတဲတဲကြော်စားတော့လဲပျော့စီစီနဲ့ဟန်မကြလာပါဘူးအေးဒေါ်ရွှေတောင်းကသူ့ဟာသူပြောရင်ဟက်ဟက်ပပရည်သည်ထို့နောက်မခင်ကျော်ဤလက်ကိုလှမ်းပုတ်ကမေးသည်ညီရောဘာငါးကြီးမိထားတော့ပြောအောင်လေမခင်ကျော်ကတော့ငုံချင်ဆက်ပေါက်လာတော့လဲရင်းမိသည်ထို့နောက်ခပ်ပြော့ပြောသည်ငပုတ်တင်ကြီးပဲတင်မရဲ့ဒေါ်တောင်းရဲ့လာပါပြီတော့ငပုတ်တင်ကြီးအိမ်ပေါ်သို့လှမ်းတက်လာတော့ကိုလှဝေကိုမျက်လုံးတောင်ကလှမ်းမြင်လိုက်သည်လှည့်မကြည့်မိအောင်တတိထားပြီးမမြင်ချင်အောင်ဆောင်နေလိုက်သည်သကောထဲမှစပားလုံးများကိုတဆက်ဆက်ရွေး၍ကောက်ရင်းအလုံများချင်အောင်ဆောင်နေသည်ကိုလှဝေကအိမ်အလဲတိုင်းကတန်ချောင်းတွင်သူ့လက်အိတ်ကိုချိတ်လိုက်ပြီးပလက်ကလက်ထိုင်တွင်ခြေပြက်လက်ပြက်ထိုင်လိုက်သည်အဖေကိုရေတစ်ခွက်ပေးစမ်းရွှေသွေးဖတ်နေသောသားငယ်အားလှမ်းပြောသည်မခင်ကျော်အားစောင်းကြည့်သည်သူမောလာတယ်ပေါ့လေစီးပြီးပြုစုပါပေါ့လေပြုစုပါလိမ့်မယ်အားကြီးကြီးမခင်ကျော်ကစိတ်ထဲမှတွေးရင်မတိမတာနေရာရွှေ့ကကြောခိုင်းပြစ်လိုက်သည်အခုတလောကကြီးတစ်ခုလုံးကိုစိတ်နာကျင်နေသည်ကိုလှဝေနဲ့လည်းဟက်ဟက်ပက်ပက်စကားမစုံမိလျှော့ချေမေးတခွန်းပြောတခွန်းနဲ့တပတ်လောက်ပင်ရှိကြသည်ရှင်ကဘလို့ကျုပ်ကဘလို့နဲ့လက်တိလက်မောင်းတန်းကရံပြစ်လိုက်ရရင်လဲရင်ထဲပေါ့သွားလားမသိဆိုင်ကဲတန်တပုတ်ပုတ်ကြတော့ခေါင်းကိုလိုထောင်ကြည့်မိသည်ဒေါ်စိန်အေးသမီးအလက်လင်းမယားဖြစ်သည်မော်တော်ဆိုင်ကယ်လေးကကြွရွစောင်းထားသောပိုက်ပါအုပ်ထုပ်လေးတွေကလည်းတစ်လွန်းလေအဝိတွင်တစ်ပြက်လှုပ်ရှားနေသောကီမိုနိုထမိန်ပန်းရောင်လေးကလည်းလှပအိမ်ရှိမှဝုန်းကနေဖြစ်သွားသည်ကိုဖက်နှက်အထိတေးသေးချာချာကြည့်မိအောင်ကြည့်ပြလိုက်သည်စီးထားသောဖက်နှက်ကလည်းနိုင်ငံခြားဖြစ်ထင်မှရဲ့တရန်ကို160နေရာလောက်ပေးရမည်တင်သည်ငကြင်းတော့မကပါဘူးကြည့်ရတာငမြင်းကြီးထင်မှရဲ့မခင်ကျော်ကတွေးရင်လက်ထဲမှာရွေးပြီးသားစပလုံးများကိုဘေးသို့မချပဲစံပန်းတဲသို့အယောင်ယောင်အမှားနှင့်ပြန်ထည့်သည်သားတို့ထမင်းစားကြပြီးပြီလားပြီးပြီဖေးလွယ်အိတ်ထဲမှာယိုဒီယာချိုးချင်းတစ်ထုပ်ပါတယ်ဖောက်စားကြအမေထူးထူးဆန်းဆန်းမခင်ကျော်မျက်လုံးပြူးသွားသည်အခါတိုင်းပြန်လာရင်ဆယ်ပြားတန်စားကလေးခွေတစ်ခွေးပင်ပါလာတတ်သူမဟုတ်ဧကန်တော့အကျွေးဝယ်လာပြီတဲ့နဲ့ဒုက္ခပါပဲလက်ကုံရင်အကျွေးဆက်ရအောင်ဘုံတော်ပြီခုဆက်တွေးရင်စိတ်ညစ်သွားသည်အိမ်မှာပတ်စံနေနေတာတိသားနဲ့ချိုးချင်းတစ်ထုပ်ဝဲမဲ့အစားစီအစိတ်သားဖို့ဝဲဖို့ကောင်းတာပေါ့အဲ့ဓာတွေကြောင့်ငါနဲ့အကျော်မတည့်တာခုဆက်တွေးရင်စံကောင်းများကိုရောင်းမပြီးတဆက်ဆက်ကောက်နေမိပြန်သည်ခန္ဓာကိုယ်ကြီးကသာစံမန်းရှိတွင်ထိုင်နေတော့လဲစိတ်အစိမ်ကတော့ဟိုရောက်လိုက်ဒီရောက်လိုက်နဲ့ကနာမငြိမ်လှပြီးမခင်ကျော်အတွေ့ကောင်းအငေးကောင်းနေသဖြင့်သူ့ဘေးသို့ကိုလှဝေရောက်လာသည်ကိုပင်မသိလိုက်ချေရော့ကိုလှဝေကရှက်အင်ဂျီထဲမှ90တန်လေးတရွက်ထုတ်ကားတန်းပေးသည်ကိုလှချေးခဲ့တာလားမဟုတ်ပါဘူးပြန်မဆက်ရဘူးလားယင်အနာနှင့်စီချက်ချင်းတွေ့သွားပုံရသည်မခင်ကျော်ရင်ထဲမှဒေါသအဆိုင်ခဲများသည်ချက်ချင်းပင်အရေးပြောပြီးအငွေ့ပြန်သွားလေသည်စိတ်ထဲတွင်မတင်မကျဖြစ်နေတော့လေအတော်လေးတော့ကြီးနူးသွားသည်ကိုလှထမင်းစားတော့မလားယင်ကိုလှဝေကတော့ချိုချင်းလူနေသောသားနှကောင်ကိုငေးကြည့်နေရင်းနဲ့မှခေါင်းခပြသည်
ထို့နောက်ခတ်တိုးတိုးပြောသည်ရုံစင်ခါနီလက်ဖက်ရည်တောက်လာခဲ့တယ်။အော်မခင်ကျော်သည်ကိုလောက်ဝေကိုတစုံတရာပြောမိပြုပြီးမှဘာမှမပြောတော့ပဲငြိမ်နေလိုက်သည်။ဟဲ့နင်တို့အဖေရေတစ်ခွက်ဆိုတာအခုထိမပေးရသေးဘူးလား။ခဏနေတော့နေရာမှထသည်။နောက်ဖေးရေဦးစင်စီသို့ခတ်တုတ်တုတ်လျှောက်သွားပြီးရေတစ်ခွက်အပြည့်ခက်ကယူလာခဲ့သည်။ကိုလှရေအေးအေးလေးကိုလှဝေအားရေတစ်ခွက်ကိုတရုတ်တတိကမ်းပေးရင်စဉ်းစားသည်။နှစ်ဖြတ်နေခင်းကြရင်တော့ဒေါ်ရွှေတောင်းကိုပြောရအောင်မည်။ငပုတ်တင်ပေမဲ့လဲနန်းနာလေးထုလိုက်ရင်မာလာတာပဲဒီတော့မှစားစနွေးငမြရေးလေးနဲ့နဲချက်ရင်မစိုးပါဘူးဒေါ်တောင်းရဲ့ထုတက်ချက်တက်ရင်စားလို့ကောင်းပါတယ်လို့လေချယ်ရီ1986 ဩဂုတ်နားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်